website ကို application နဲ့ပြောင်းနေတယ်ဆိုတော့ဒီ Skyware Pro ဆိုတဲ့ application တစ်ခုလုံးပဲအဲဒီအကောနေတာနဲ့ website ကိုပြရင်တော့မယ်ကျွန်တော်ပထမဆုံး new project ယူပြီးတော့ကျွန်တော် gallery က point တစ်ခုရွေးလိုက်မယ်ကျွန်တော် profile ပုံလေးကျွန်တော်ရွေးထားတယ်ကျွန်တော်ရွေးပြီးတော့ဒီဟာကိုကုန်းတော့လို့ကျွန်တော်ပေးလိုက်မယ်ဒီလိုမျိုး Skyware အခြေခံရှိပြီးသားဆိုတော့ဆက်ရမှာပါကျွန်တော် website ကို application ထုတ်ပြီးတော့ APK ပြောဖို့ကျွန်တော်စမ်းတင်ပြပေးမယ်။အော်ဆိုတော့ပုံလေးနေကျွန်တော် package နေပြမယ်။ package နေကိုကုန်းတော့မိုင်းကျွန်တော်ကုန်းတော့လို့ကျွန်တော်ထားရမယ်နောက်ဆုံးတော့ကုန်းတော့ရှာပြီး create ကိုနှိပ်မယ်။ဒီတော့ရဲ့ create app ကျွန်တော်နှိပ်လိုက်ပြီးဆိုတော့ဒီလိုမျိုးမြင်ရလိမ့်မယ်။ Skyware ကိုမသိသေးတဲ့လူတွေယူရနော်။ကျွန်တော်က Skyware ကိုသိပြီးတော့ Skyware ကဘာကြီးဖြစ်နေတာ။ချို့ Skyware ဆိုဘာမှမသိဘူးအများကြီး။ကျွန်တော် linear edge ထည့်လိုက်မယ်။ပြီးတော့သူ့ရဲ့ high ကိုကျွန်တော် match pen ထားလိုက်မယ်။မရှင်းထားပြီကျွန်တော်သူ့ထဲကိုကျွန်တော် web view တခုထည့်မယ်။အော်ဆိုကျွန်တော် website ကိုပြမှာဖြစ်တဲ့အတွက်ဒီ web view ကိုသုံးတာဖြစ်ပါတယ်။ကျွန်တော်ဒီ web view ကိုကျွန်တော်ယူထည့်လိုက်မယ်။ web view ဖိပြီးတော့ပြီးဆက်ပြီး drag and drop လုပ်ပြီးထည့်လိုက်မယ်။ဖိပြီးတော့ဒီထဲကိုထည့်လိုက်။ထည့်ပြီးဆိုရင်ဒီရဲ့ paper channel မှာကျွန်တော်ဟာနေရလွတ်နေအောင်တွေ့ရလိမ့်မယ်။အဲ့ဟာ pattern ဖြစ်လိမ့်မယ်။ဟော linear 1ရဲ့ pattern ကျွန်တော်ဒီအောက်နားရဲ့ spanner လေးကိုချက်ထောက်ပြီးတော့ linear 1ကိုချက်ထောက်ထောက်ပြီးဒီ web view နဲ့ဆိုရင်အဲ့ pattern ဆိုနေအောင်ကျွန်တော်0ထားလိုက်မယ်။0ကျွန်တော်စိတ်လိုက်ပြီးဆိုရင်ဒီ pattern မရှိတော့ဘေးပတ်ချလိုက်အောင်ပေါင်းပြီးပျောက်သွားတယ်။အဲဆိုရင်ကျွန်တော်ဖွင့်ခြင်းမှာကျွန်တော် link တစ်ခုဖွင့်မယ်။ link တစ်ခုဖွင့်မှာကျွန်တော်ရဲ့ website link ကိုဖွင့်ပါ။ကျွန်တော်ရင်တစ်ခေါက်က DC ကိုတုံးပြီးဆွဲထားအဲ website ။ဒါဒီဟာလေးကိုအောက်က FB video channel နှိုက်ပြီးကျွန်တော် view တွေကိုချက်သွားမယ်။ view ထဲမှာ web view နဲ့ပတ်သက်တဲ့ပြီးတော့အောက်ကနေဆွဲကျွန်တော် web view လောက် URL ဆိုတာရှိမယ်။ အဲ့ဘလိုလေးကိုတော့ကျွန်တော် web view နေရာမှာကျွန်တော်ဒီဆောနာအပေါ်ကချက်ပေါက်လေးကိုနှိပ်ပြီးကျွန်တော် save ထားမယ်အပေါ်ကပြောင်းမှထားရဲ့ web view လေးကိုချက်ထည့်ပြီးကျွန်တော်ဒီထဲမှာကျွန်တော် URL ထည့်မယ်ကျွန်တော် web view ကျွန်တော်ဖွင့်ခြင်းတဲ့ website ရဲ့ link ထည့်မယ်ကျွန်တော်ဒီမှာကျွန်တော် website လေးကိုကျွန်တော်ထည့်လိုက်တယ်ထည့်ကျွန်တော် save မယ် save ပြီးတော့ချက်ထွက်ပြီးကျွန်တော် run လိုက်တော့မယ်ကျွန်တော်ဒီ view မှာလည်း save လိုက်အောင်မယ် save မယ် run မယ်အကြမ်းဒီ view ကSkyware ကိုမသိရလို့တော့ရှိရအဲကြောင့်ဘယ်လိုလဲ Skyware ကိုမသိရလို့ဖြစ်ဖြစ်ကိုနဲ့သိရမိတ်ဆွေပဲဖြစ်ဖြစ်ကျွန်တော်ဗီဒီယိုလေးကိုတားတယ်တော့ share ပေးပါကျွန်တော်ဖွင့်လိုက်မယ်ကျွန်တော် internet ပိတ်ထားကျွန်တော် internet ဖွင့်အောင်မယ် internet ဖွင့်ကျွန်တော်ဝင်လိုက်ပြီဒါကျွန်တော် web page လေးဖြစ်ပါတယ်ဒါ DC နဲ့ဆွဲထားဆိုတော့ဘာမှလည်းအလုံးဖြစ်ဘူးကျွန်တော်ဒီ clip ကိုနေလို့ရှိရင် YouTube ကိုသွားမယ်လို့ကျွန်တော်ပြင်ရေးထားအဲကြောင့်တော့အလုံးမျိုးဆွဲပေးဒီလုံးအန်တာရဆွဲတာဝန်တာပါဆိုလို့ရှိရင်ကျွန်တော် channel ကိုကျွန်တော် subscribe လုပ်ထားစိုင်းနေကျွန်တော်ဒီဟာ account မပေါ့သေးဘူးပေါ့။ဟုတ်တယ်ကျွန်တော်ဒီ web view နဲ့ပြထားသူကတော့တိတက်ဖြစ်နေလိမ့်မယ်။မတူဘူးနော်။ချာဟို YouTube နဲ့မတူဘူး။ဒီဟာရဲ့ဒီဟာတက် website ကတက်ရှင်းပြဝင်လိုက်မယ်။ပြောင်းလိုက်တဲ့ web page ပြနေလိမ့်မယ်။ဟုတ်ကဲ့ပါဒီနေ့မှာ web view 3 view ကိုအချိန်မြင့်ရှင်းပြပေးရဖြစ်ပါတယ်။ဒီနေ့တော့ပါပဲ။အားလုံးကျေးဇူးများကြီးတင်ပါတယ်။